215 လေးဆုံးဆင်ရင်တော့မှဒုံးနဲ့ဟိုက်ဘယ်ဟာတုံးရမလဲပေါ့နော်ခုဒီဗီဒီယိုစောအောင်ကြည့်မယ်ဆိုရင်ကျွန်တော်အားလုံးအသေးစိတ်ရှင်းပြပေးထားပါတယ်ဒုံးသုံးမယ်ဆိုရင်လေဒုံးရဲ့သူ့ရဲ့အတန်ကာလာအနေထားကျွန်တော်တို့ဒီအဝေးကိုရောက်နိုင်လားအတန်ကျန်းလားပေါ့နော်ဟိုက်တန်လို့ကျွန်တော်တို့ဒီအတန်ကာလာဆုံးထွက်နိုင်လားပေါ့နော်ဟိုက်သုံးမယ်ဆိုရင်လေကျွန်တော်တို့ကဒီဟိုက်ကကြတော့အသေးဆုံးကနေစပြီးတော့ရှိတာပေါ့အသေးဆုံးကနေ2လမ်းမ3လမ်းမ4လမ်းမအဲ့လိုမျိုးပေါ့နော်ဟိုက်ကတော့ဒီဟိုက်ရဲ့ကျွန်တော်တို့ဒီ site ပေါ့နော်ကျွန်တော်တို့က site အသေးဆုံးကနေမှအကြီးဆုံးကြားထဲမှာကျွန်တော်တို့ကဒီ high ခွက်ပေါ့နော်သူ့ရဲ့ကျွန်တော်တို့ဒီရှေ့မှာတက်ရတဲ့ high ခွက်တွေရောပြန်တက်ရတဲ့အနေထားရှိတာဆိုတော့ high ကတော့သုံးမယ်ဆိုရင်တော့ဈေးကတော့2ဆ3ဆလောက်ပိုများသွားတာပေါ့ဒါပေမဲ့အလားသူတို့ဒီနှစ်ခုကြားထဲရပေါ့နော်ကွာခြားချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဈေးတန်းပေါ့ပထမချက်အနေနဲ့ဒါဈေးတန်းရပြောမယ်ဆိုရင်ဒီဒုံးကျူတာကဒီ coin တစ်ခုခုဖြစ်တယ်ဆိုရင်တော့မှဒီအစ်စ်ဝယ်လဲတယ်ဆိုရင်ဈေးက2ဆလောက်ကျွန်တော်တို့ဒီ high coin ထဲပေါ့နော် high coin ထဲဈေးတက်တာမယ်နောက်ဆုံးစကျွန်တော်တို့ကဒီဒုံးဒီအစ်စ်လိုက်ပေါ့နော်ဒုံးကျူတာကိုအစ်စ်လိုက်လဲမယ်ဆိုရင်တော့မှဒီ high ဆန်လောက်တော့ကျွန်တော်ဈေးကမများနိုင်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီဆိုင်းသမားတွေဘက်ကပြန်ပြီးတော့ကြည့်မယ်ဆိုရင်လေဒီဆိုင်းသမားတွေကဒုံးကျူတာ343တာအရင်ကြီးမရှိဘူးပေါ့နော်အများဆုံးသုံးတာကကျွန်တော် high ကိုမှ high 3လမ်းမ4လမ်းမအဲ့လိုမျိုးအကြီးတွေပဲအများဆုံးသုံးတာပေါ့ဆိုတော့ကျွန်တော်ပြောသလိုပေါ့နော်ရှေ့က तू ကဒီ high ခွက်လဲပါလာဆိုတော့အတန်လဲအဝေးကိုပိုလွင့်မယ်နောက်ဆုံးကျွန်တော်တို့ကဒီတချင်းတစ်ပုတ်ထဲကနေထွက်လာတဲ့အတန်ကာလာဟိုမှ100%ပေါ့နော်အတန်ဟိုမှဒီပီတထွက်ပေးတာဆိုတော့နားထောင်ရတာပို့ပြီးတော့အရသာရှိမယ်ဒုံးကျူတာကတော့ဟလာဒီသူ့ရဲ့အတန်ကာလာကိုပြောမယ်ဆိုရင်တော့ဒီအတန်ကျန်းတာတော့မှန်တယ် height တန်လောက်တော့ तू ကဒီအတန်မညက်နိုင်ဘူးပေါ့နော် height ကတော့ဒီ तू ကရှေ့ကနေမှာ height ခွက်ကိုတက်ထားတာဆိုတော့အဝေးရောက်တော့ကတော့ height ကတော့ပိုကောင်းတယ် coin size ကြီးရယ်ဆိုရင် height တန်ကပိုပြီးတော့တင်းတင်းတောင်းတောင်းပိုထွက်တယ်ဒုံးကျူတာကတော့ဟလာဒီ coin size ကကျွန်တော်တို့စီမှာတော့ဒီ coin size ကဒီတစ်မျိုးတည်းပဲလာတာဆိုတော့နောက်ဆုံးစဉ်ကျွန်တော်တို့ကဒီ coin တစ်ခုခုဖြစ်လို့အစ်စ်ဝယ်လဲမယ်ဆိုရင်တော့မှဝယ်ရတာပိုပြီးတော့လွယ်မယ် height ကတော့အဲ့လိုမဟုတ်တော့ height ကတော့ကျွန်တော်တို့ဒီ 1.75 ဟလာ2လမ်းမ3လမ်းမခွဲအဲ့လိုမျိုးပေါ့နော် height ကတော့သူ့ရဲ့ coin size က4-5မျိုးရှိတာဆိုတော့ဝယ်ရတဲ့အနေထားမှာနည်းနည်းခက်ခဲနိုင်တယ်ပေါ့ကျွန်တော်တို့စီမှာတော့ကျွန်တော်တို့စီမှာရှိတဲ့ height ပေါ့နော် height ဆန်တွေကတော့အပိုပစ္စည်းအားလုံးရမယ်ဗျနောက်ဆုံးစဉ်အလားကျွန်တော်တို့ဒီစက်ပြိုင်သုံးတဲ့ data တွေပေါ့နော်စက်ပြိုင်သုံးတဲ့ data တွေဆိုရင်တော့ဒီဒုံးကျူတာကတော့မပါမဖြစ်သုံးတာတွေ့ရတယ်ဗျအပေါ်ကနေကျွန်တော်တို့ကဒီ mid law ပေါ့နော် mid law ပေါ်ကနေမှဒုံးကျူတာကိုကျွန်တော်တို့10လုံးတက်အလို12လုံးတက်ပေါ့နော်အများဆုံးကျွန်တော်တို့ဒီစက်ပြိုင်သုံးတဲ့ data တွေဆိုရင်ကျွန်တော်တို့စီကနေမှအလုံး20 25လုံးအဲ့လိုမျိုးပေါ့နော်ဒုံးနေကြီးတီးတန်းမှာတယ်အစ်စ်ဝယ်လဲမယ်ဆိုရင်တော့မှဟလာ high ဆန်လောက်သူကဒီဈေးတန်းကမမြောက်ဘူးဆိုတော့ကျွန်တော်တို့ဒီ budget ရအတွက်ကြည့်မယ်ဆိုရင်လည်း budget ရကြိုက်တယ်ဒါပေမဲ့ဒီ height ကသူ့ရဲ့ဒီ coin ပေါ့နော် coin လောင်သွားလို့ coin တစ်ခုဖြစ်သွားလို့အစ်စ်လဲမယ်ဆိုရင်တော့ဒီ height တစ်လုံးလုံးဈေးရဲ့၄ပုံတပုံခွဲလောက်သူကသွားကြမယ်ဗျ budget လို့ပြောမယ်ဆိုရင်တော့သူ့ရဲ့ height coin ဈေးကကျတော့ကျွန်တော်တို့ဒီတန်ဖိုးနည်းနည်းမြင့်သွားမယ်ဒုံးကတော့အဲ့လိုမဟုတ်ဘူးဒီအစ်စ်တစ်လုံးလုံးဝယ်လဲတယ်ဆိုရင်တော့မှဈေးတန်း budget အားဖြင့် budget လဲကြိုက်မယ်အတန်ကတော့ကျန်းတာပေါ့နော်ဒုံးကတော့ height ကတော့ coin တစ်ခုဖြစ်တယ်ဆိုရင်တော့ coin ဘိုးကတော့ဟလာဒီအစ်စ်တစ်လုံးလုံးဈေးရဲ့၄ပုံတပုံခွဲလောက်သွားကြတာပေါ့